မြောထုတ်ပေါ်ဟောကြားတော်မူခဲ့သည့်တရားတော်များသည်တတဝါတူတယောက်မှအစတတဝါအများတို့နေထိုင်ရာလောကကြီး၌ဓမ္မတရားထွန်းပါ၏အာရမတရားများပယ်ရှားနိုင်ရတဲ့ဖြစ်ကြောင်းမှတ်သားမိပါသည်ဗျာဗုဒ္ဓရှင်တော်မြတ်မောဟထုတ်ပေါ်ဟောကြားခဲ့သောတရားတော်များသည်မြတ်စွာဘုရားရှင်ပြိဋိဘံဆာယံကာလအတွင်းပင်တသရတော်အတွင်းတွင်ပုဂ္ဂိုလ်အချို့တို့၏ထိပါပုခတ်ခြင်းခံခဲ့ရပါသည်ဗျာဓမ္မတံဝေကတံဝေခရတော်မူပြီးအာနာသိမ့်ပြီးတော့ဘယင်လှုပ်တာအဲ့ဒီဘယင်ဘယ်သူလဲကိုယ်ပဲကိုယ်လုံးမအောင်တာမတည်သိတဲ့ဓာမျိုးကြကိုဆွေကိုမျိုးလိုပဲ